လူသားတွေကဘာပေါ်ဆက်ရောက်ကလေးကပေါ်ညယောဂဖျားဆိုတာကတော့အမြဲတမ်းရင်ဆိုင်တိုက်ထုတ်ခဲ့ရတဲ့ရင်သူကြီးပါပဲ။တစ်ချိန်လုံးကဆိုရင်ယောဂဖြစ်တာကိုနှဆိုးတွေနှဖျားတွေရဲ့အမြင့်တော်ကြောင့်လို့ယူဆခဲ့ကြရကနေဒီနေ့ခေတ်ရဲ့အစင်းမြင့်နီးပညာရဲ့အထိစိတ်ပညာရဲ့ခရီးလမ်းကတကယ်ကိုအမခံပါပဲ။ကဲဒီခရီးမှာလူသားရဲ့အသက်ကိုကတင်ခဲ့တဲ့တမိုင်းဝင်ပြောင်းလဲတွေကိုအတူတူလေ့လာကြည့်ကြအောင်။ဒီနေရာမှာအဓိကကျတဲ့အတွေးခေါ်ပြောင်းလဲတစ်ခုကိုတွေ့ရမှာပါ။တစ်ချိန်ကမမြင်နိုင်တဲ့နှဆိုးတွေကိုအပစ်တင်ခဲ့ရကနေအခုတော့မမြင်နိုင်တဲ့ပိုးမွားတွေနဲ့မျိုးရိုးဗီဇကိုသိပ္ပံနည်းကျလေ့လာလာနိုင်ပြီပေါ့ဒီလိုနားလည်မှုအပြောင်းလဲဟာစိတ်ပညာသမားရဲ့အကြီးမားဆုံးတိုးတက်မှုလို့တောင်ပြောလို့ရပါတယ်အရာအလုံးရဲ့အစာပေါ့စိတ်ပညာဟာဘာသာရေးနဲ့ဟောပညာရဲ့အရေးအောက်ကနေဘီလို့ယုံထက်သည်ကိုယ်ပိုင်လမ်းကြောင်းစတင်ခဲ့တယ်လေဆိုတော့ကြည့်ကြရအောင်စိတ်ပညာသမိုင်းမှာလုံးဝချင်ထားလို့မရတဲ့ပုဂ္ဂိုလ်တူကတော့ Greek လူမျိုး Hippocrates ပါပဲသူခေတ်မတိုင်ခင်အထိလူတွေကယောဂတွေကိုနတ်ဖျားတွေနဲ့ပဲဆက်ဆက်ပြီးတွေးခဲ့ကြတာသူကမဟုတ်ဘူးယောဂတွေမှာတဘာဝအကြောင်းတရားတွေရှိတယ်လို့ပထမဆုံးထုတ်ပြောခဲ့တဲ့သူပါဒီအတွေးခေါ်ဟာစေပညာကိုအယူသီးမှုတွေကနေလွတ်မြောက်စေပြီးသိပ္ပံပညာရဲ့လမ်းပေါ်ကိုတင်ပေးလိုက်တဲ့တကယ်ဒေါ်လာယူတစ်ခုပါပဲတစ်ဖက်မှာ Greek က Hippocrates ကဒီလိုအတွေးခေါ်တစ်တွေပေးနေချိန်မှာပေါ့နော်အီဂျစ်နဲ့ကျုပ်လိုတခြားယဉ်ကျေးမှုကြီးတွေမှာလည်းတဘာဝတရားတွေကအဖြူကိုပဲရှာဖွေနေခဲ့ကြတယ်သူတို့က safe win အပင်တွေရဲ့အစွမ်းကိုအသုံးပြုပြီးယောဂတွေကိုကုသခဲ့ကြတယ်ဒါရီအားလို့ကပဲခေတ်သစ်စေးပညာရဲ့အစောပိုင်းအုပ်မေတွေထစ်လာခဲ့တာပေါ့ဒါပေမဲ့တူးတက်မှုတိုင်းကရှက်ကိုပဲတန်းသွားနေတာတော့မဟုတ်ပါဘူးယောမခေတ်ကကေလင်ဆိုလဲပညာရှင်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံလေ့လာမှုတွေဟာအလွန်ဩဇာကြီးမားခဲ့ပြီးသူရဲ့အယူဆတွေကိုနှစ်ပေါင်း1300ကျော်အထိဘယ်သူမှမေးခွန်းမထိုးဝင်ခဲ့ကြပါဘူးဘာကြောင့်လဲဆိုတော့သူရဲ့တွန်တင်ချက်တွေကအဲ့ဒီခေတ်ရဲ့ဘာသာရေးအာဏာပိုင်တွေရဲ့အမြင်နဲ့ကိုက်ညီနေတော့စိန်ခေါ်ဖို့ခက်ခဲခဲ့လို့ပါဒီအကြောင်းကြောင့်ပဲစိပညာဟာအမောင်ခေတ်တစ်ခုတည်းမှာအချိန်အတော်ကြာရက်တက်နေခဲ့လာပါတယ်။နှစ်ပေါင်း1000ကျော်ကြာရက်တက်နေခဲ့ပြီးညောင်မှာတော့အလင်းရောင်တစ်ခုပြန်မြင်လာရပါတယ်။ယင်းစန်းခေတ်မှာတော့စောက်ထေးကအသိပညာကိုချီးပဲအားမကိုတော့ပဲလူခန္ဓာကိုယ်ရဲ့လူအပ်ချက်ကြီးကိုကိုယ်တိုင်ဖွင့်ဟကြီးကိုစူးစမ်းခဲ့တဲ့ကာလတစ်ခုဖြစ်လာခဲ့တယ်။ဒီဒေါ်လာကြီးကိုဦးဆောင်ခဲ့သူကတော့ Andreas Vesalius ပါပဲ။သူဟာရှေးဟောင်းဆောင်အောက်တီကိုဖေးချပြီးလူခန္ဓာကိုယ်ကိုကိုယ်တိုင်ခွဲဆက်လေးလာခဲ့တယ်ဒီလိုလုံရင်နေပဲနှဖောင်းများစွာမာရင်းလာတဲ့အယိုးစားတွေကိုပြင်ဆင်ပြီးလူခန္ဓာကိုယ်ရဲ့တိကျမှန်ကန်တဲ့မြေပုံအသစ်ကိုပြန်လည်ရေးဆွဲခဲ့သူပေါ့နောက်ထပ်ကြီးမားတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုကတော့စံခွင့်ရစုမှာပေါ်ပေါက်ခဲ့ပါတယ်ဝီလျံဟာဗေကသွေးဟာခန္ဓာကိုယ်ထဲမှာငိမ့်နေတာမဟုတ်ပဲနှလုံးကနေစပြီးစက်ဝိုင်းပုံစံလက်ပတ်နေလေဆိုတာကိုဖော်ထုတ်နိုင်ခဲ့လေဒီရှာဖွေတွေ့ရှိမှုကြောင့်ခန္ဓာကိုယ်ကြီးဘလို့အလုံးလုံးတလဲဆိုတာကိုနားလည်ပုံကလုံးဝကိုပြောင်းလဲသွားခဲ့ရပါတယ်ကဲအခုရောက်လာတာကတော့စေလောကသမိုင်းမှာအရေးအပါဆုံးအရာစုနဲ့ဖြစ်တဲ့19ရာစုပါပဲဒီခေတ်မှာမှလူသားတွေကို2000ပေါင်းများစွာဒုက္ခပေးလာခဲ့တဲ့ကုသယောဂါတွေရဲ့တကယ့်ရန်သူအစ်စ်ကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတဲ့ခေတ်ပါပဲလူဝီပါစတာနဲ့ရောဘတ်ကော့ချ်တို့ကယောဂါတွေဟာမျက်စိနဲ့မမြင်ရတဲ့ပိုးမွားလေးတွေကြောင့်ဖြစ်တယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်ဒါကိုပိုးမွား theory လို့ခေါ်ပြီးလူကားတွေရဲ့တိုက်ခိုက်ရမယ့်တိကျရန်သူကိုလက်ညှိုးထိုးပြလိုက်တယ်လို့ပါပဲပိုးမွား theory ပေါ်လာတဲ့ဆိုရင်ပဲဒီထွင်မှုတွေကတစ်ခုပြီးတစ်ခုစက်တိုက်ဆိုသလိုပေါ်လာတာပဲပိုးမောတွေကိုဖော်ထုတ်တာကနေမျက်နှာပြင်ပေါ်ကပိုးတွေကိုတတ်တဲ့ပိုးသက်ဆေးတွေယောဂမဖြစ်အောင်ကျူတင်ကာကွယ်တဲ့ကာကွယ်ဆေးတွေနောက်ဆုံးခန္ဓာကိုယ်ရဲ့ရုပ်နေတဲ့ပိုးတွေကိုတတ်တဲ့ပဋိဇီဝဆေးတွေအထိတိုးတက်လာခဲ့ပါတယ်တခါလေမှာအကြီးမားဆုံးရှာဖွေတွေ့ရှိမှုတွေဟာမတော်တဆဖြစ်တတ်တယ်ဗျာ1928မှာ Alexander Fleming ကမှုတက်ညဲပန်းခံများတစ်ခုကနေ penicillin ကိုတွေ့ရှိခဲ့တယ်ဒီမတော်တဆမှုလေးကနေပဋိဇီဝဆေးခီကြီးတစ်ခုလုံးကိုမွေးဖွားပေးခဲ့ပြီးဆေးပညာလောကကိုတခိစင်းစေခဲ့တာပါကဲဒီဆေးတွေရဲ့အကျိုးသက်ရောက်မှုကတော့တကယ်ကိုမယုံနိုင်စရာပါပဲပဋိဇီဝဆေးတွေဟာတန်းနဲ့ချီတဲ့လူအသက်တွေကိုကယ်တင်ခဲ့ပြီးလူတွေရဲ့ပြန်မျောသက်တမ်းကိုလည်းတိတိတသားကြီးမြင့်သက်စေခဲ့တာပေါ့ပိုးမွားရန်သူကိုတိုက်ထုတ်နိုင်ုံတဲ့ဟုတ်သေးဘူးနော်19ရာစုမှာပဲဆရာဝန်တွေဟာနာကျင်မှုမရှိပဲခွဲစစ်နိုင်စေမဲ့မိဆေးကိုတီထွင်နိုင်ခဲ့လို့ခန္ဓာကိုယ်ကိုမခွဲစစ်ပဲအတွင်းပိုင်းကိုမြင်နိုင်စေမဲ့ဓာတ်မှန် X-ray ကိုလည်းရှာဖွေသိရှိခဲ့ပါတယ်ဒါတွေအားလုံးပေါင်းလိုက်တဲ့အခါဆေးကုသမှုပုံစံတစ်ခုလုံးကိုအခြေခံကစပြီးပြောင်းလဲပစ်လိုက်တယ်လို့ပါပဲအခုဆိုရင်တော့ကျွန်တော်တို့ခေတ်သစ်ဆေးပညာစီကိုရောက်လာပါပြီပြင်ကရန်သူတွေကိုတိုက်ဖြတ်ရာကနေကိုယ်ခန္ဓာကိုယ်အတွင်းတဲကမျိုးရိုးဗီဇကုတ်တွေကိုနားလဲအောင်စူးစမ်းတဲ့ခေတ်စီကိုရောက်လာပါပြီဒီနေ့ခေတ်မှာတော့ဆေးပညာဟာကျွန်တော်တို့ရဲ့ဇီဝကမ္မဆိုင်ရာအခြေခံဆုံးအချက်လက်ဖြစ်တဲ့ DNA ကိုနားလည်နေပါပြီဒါကြောင့်ယောဂါတွေကိုဖြစ်စေတဲ့မျိုးရိုးဗီဇတွေကိုတိုက်ရိုက်ပြုပြင်တာ AI နည်းပညာသုံးပြီးယောဂါတွေကိုမဖြစ်ခင်စောစီးစွာရှာဖွေတာတွေကြီးလက်ဆောင်လာနိုင်ပါပြီ
ဒါဟာယောဂလက္ခဏာတွေကိုလိုက်ကူနေတာမျိုးမဟုတ်တော့ပဲယောဂရဲ့အရင်းမြစ်ကိုတိုက်ရိုက်ဖြည့်ရှင်းပြီးမဖြစ်ခင်ကတည်းကတားဆီးနိုင်မဲ့အနာဂတ်စီကိုရှောင်းလန့်နေတာပါပဲ ဒီလိုနဲ့တမိုင်းကရှော့မှာစင်ခေါ်မှုဒီအခက်ခဲတွေမရေမတွက်နိုင်အောင်ကြုံခဲ့ရပေမဲ့လူသားရဲ့ဉာဏ်ပညာနဲ့ဇွဲလုံးလကပဲစိတ်ပညာလောကကိုဒီအဆင့်အထိမြင့်တင်ပေးခဲ့တာပါဒါဟာလူသားမျိုးနွယ်ရဲ့ဇွဲလုံးလကိုဖော်ပြနေတဲ့တစ်တစ်ခုပါပဲ နှဖျားရဲ့အမြင့်တော်လိုယုံကြည်ခဲ့ကြတဲ့အချိန်ကနေမျိုးရိုးဗီဇကိုပြုပြင်နိုင်တဲ့ခေတ်အထိဈေးပညာရဲ့ခီးကတကယ်ကိုအရှင်ဟုန်နဲ့ရှေ့ဆက်နေတော့မှာပဲဆိုတော့နောက်ထပ်ဘလို့အမခန့်တော်လန်ပြောင်းလဲမှုတွေကကျွန်တော်တို့ရဲ့ဘဝတွေကိုပြောင်းလဲပေးအောင်မလဲအနာဂတ်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းနေတာတော့အသေးချပါပဲ